Casemiro ရဲ့အရေးအောက်ကရုံမထွက်နိုင်သေးတဲ့စိုးရိမ်စရာ United ကွင်းလေပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာ Red Revival Channel ကနေကြိုဆိုလိုက်ပါရီ Casemiro ထွက်ခွာသွားပြီးတဲ့နောက်ပိုင်း Manchester United ရဲ့ကွင်းလေအထိုင်ကကြီးမားတဲ့ဟာကွာကြီးတစ်ခုဖြစ်ကြံရစ်ခဲ့တယ်ဆိုတာ Talksport သတင်းတောက် Elabres ကသုံးသပ်လိုက်ပါရီဒီသုံးသပ်ချက်ကအထူးကြောင့်မှန်ကန်နေတယ်လို့ဆိုရမှာပါအသေးအလူစင်းနဲ့နေရာလိုက်အရန်အရာကိုတေချာပြန်လေ့လာကြည့်မယ်ဆိုရင်ဒီလေဟာချက်ကပို့ပြီးတော့သိတာထင်ရှားလာပါရီမေဆန်မောင်ကိုကွင်းလေထိုင်မှာဆွဲချကစားခိုင်းဖို့နေစနစ်ပိုင်းရဖြစ်နိုင်ပေမဲ့တောက်လျှောက်ထံရပြဿနာတွေရှိနေတဲ့သူ့ရဲ့မှတ်တမ်းတွေကြောင့်တရားစီလုံးယုံကြည်စိတ်ချစွာအားကိုးဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။ Yuri Tillemans နဲ့ Andre Santos ကဘောလုံးငိုင်ကစားနိုင်စမ်းတဲ့ဖြန့်ဝေမှုအပိုင်းမှာအရေးအသွေးမြင့်ကစားသမားတွေဖြစ်ကြပါရီ။ဒါပေမဲ့သူတို့က Casemiro လိုပြိုင်ဘက်တိုက်စစ်ကိုပြင်းပြင်းထန်ထန်ဖျက်တောက်ဖျက်ဆီးနိုင်တဲ့တဘာဝကွင်းလေဖျက်ကစားသမားစစ်တွေမဟုတ်ကြပါဘူး။ဒီအချက်တွေက United ခံစီကြောင်းရှိမှာအကာအကွယ်မဲ့နေတယ်လို့ဖြစ်နေပြီးပြိုင်ဘက်တွေအလွယ်တကူထိုးပေါက်နိုင်မဲ့ Andre ကိုဖိတ်ခေါ်နေပါရီ။ခေတ်သစ်ဘောလုံးလောက်ကမှခိုင်မာတောင်နေတဲ့ကွင်းလေဖျက်ကစားသမားကောင်းတစ်ယောက်မပါဘဲပြိုင်ပွဲစုံကိုအောင်မြင်စွာဖျက်ဆီးနိုင်မှုဆိုတာအရန်ကိုခက်ခဲပါရီ။နေပြဖွဲ့နေတဲ့ဒီဟာကွက်ကိုလက်ရှိကစားသမားတွေနဲ့ပဲနေစနစ်ပိုင်းရအပြောင်းလဲလုပ်ပြီးဖာထေးသွားမလားဒါမှမဟုတ်ဈေးကွက်မပိတ်ခင်တဘာဝကွင်းလေအဖြတ်သမားတယောက်ကိုအရေးပေါ်ထပ်မံခေါ်ယူသွားမလားဆိုတာဆက်လက်ပြီးတော့စောင့်ကြည့်သွားရမှာပါပဲ။